ဒီနေ့လေးလာတုံးသက်ချမှာတော့တစ်ခုနဲ့တစ်ခုလုံးဝကိုစန့်ကျင်နေတဲ့အမြင်နှစ်ခုကိုတိုက်ဆိုင်ကြည့်ကြရအောင်ဗျာ ဟုတ်ကဲ့ရှင် တစ်ဖက်မှာတော့စစ်မှုထမ်းရွေးချယ်မှုကမိမိတဘောစန္ဒအလျော့ပဲဆိုတဲ့တရားဝင်ထုတ်ပြန်ချက်တွေရှိနေတယ် နောက်တစ်ဖက်မှာကြတော့မြေပြင်ခြေနေကတော်တော်လေးကွဲလွဲနေတယ်ဆိုတဲ့အချက်လက်တွေကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အဓိကသုံးသပ်မှာက Spring Revolution Database SRD ကထုတ်ပြန်ထားတဲ့အစီရင်ခံစာပါ ဟုတ်ပါတယ်ဒီ SRD အစီရင်ခံစာရဲ့အစီရင်စာအကောင်းဆုံးအချက်ကတရားဝင်အဆိုကိုလေတိကျတဲ့ကိန်းဂဏန်းတွေပြီးတော့ဖိရမှာလေ့လာချက်တွေနဲ့တက်တိုးစင်ခေါ်ထားလာပါပဲ ဟုတ်ကဲ့ အဲ့တော့ဒီနေ့ဆွေးနွေးချက်မှာအစီရင်ခံစာတွေကဖော်ပြထားတဲ့အတင်းကျပ်စုဆောင်းမှုပုံစံတွေအဲ့ဒါတွေကတာမန်ဖြူတူတွေပေါ်ဘလို့ရိုက်ခတ်သွားလဲဆိုတာကိုအဓိကထားပြီးကြည့်သွားကြမှာပါ ကောင်းပြီဗျာကျိုင်းတုံမြို့မှာလုပ်တဲ့တွေ့ဆုံပွဲတစ်ခုမှာတာဝန်ရှိသူတို့ကပြောသွားတာရှိရမော ဟုတ်တယ်ရှင် တမတော်တဲ့ဝင်ကြတဲ့သူတွေဟာကိုယ့်တဘောနဲ့ကိုယ်စန္ဒရှိလို့ဝင်ကြတာပါဆိုပြီးတော့လေ အဲ့ဒီလိုဖော်ပြထားပါတယ်ဒါပေမဲ့ SRD ရဲ့အစီရင်ခံစာကတော့အဲ့ဒီအစိုးနဲ့လုံးဝကိုကွဲလွဲနေတဲ့ဖော်တစ်ချက်ကိုချပြထားတယ် ဘလို့ကွဲလွဲနေတာလဲဗျာ အစီရင်ခံစာရလေစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးအတက်အချက်ဖမ်းဆီးခံရတဲ့အယက်သားပြည်ဘူး6440ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်ရှင့် ဝါ6000ကျော်ဒါတော်များတဲ့အရွယ်ရပဲဒီဖန်ဆီးမှုတွေကနေရာတိုင်းမှာဖြစ်နေတာလားအစီရင်ခံစားမှာအဲ့ဒါလည်းပတ်သက်ပြီးဗာများပြောထားတယ်လေ ကောင်းတဲ့မိခုံးပါပဲဒီအရေးအတွက်ထင်မှာကြီးညွာရီမြို့ပြာရီဟိုဟာအလုတ်သွားအလုတ်ပြန်လမ်းခီးမှာဖမ်းဆီးခံရတာတွေအကုန်ပါဝင်ပါတယ် ဩ ဒါကဒီဖြစ်စဉ်ဟာနေရာဒေသမရွေးချယ်ချက်ပြန့်ပြန့်ဖြစ်ခွာနေတယ်ဆိုတာကိုညွှန်ပြနေတာကို ဟုတ်ကဲ့ဒီကိကနန်ကြီးနောင်ကွယ်မှာဘလို့ဖြစ်ရတဲ့တကယ်ရှိနေလဲဆိုတာကိုနည်းနည်းတော့ရှင်းပြပြလို့ရမလားဥပမာလေးဒီနဲ့ဆိုပုံမြင်တာမယ်ထင်တယ် ဥမာတချို့ကိုကောက်လို့ရရင်ဘယ်ကိုတိုင်းမှာကိုရန်ចောင်းသားတယောက်တောင်ပါသေးတယ် ဟုတ်လားဗျာ အဲ့ဒီចောင်းသားအပါဝင်လူငယ်20ကျော်ကိုစစ်ကြောင်းထိုးပြီးဖမ်းဆီးသွားတယ်နောက်ယမီတိမြို့မှာဆိုရင်ဖျားပွဲလာတဲ့လူငယ်တွေကိုဖမ်းသွားပြန်ရော ဖျားပွဲလာရင်လည်းတော့အဖမ်းခံရတာပေါ့ ဟုတ်ပါတယ်ပြီးတော့မုံရွာမြို့မှာဆိုရင်အလုတ်သွားအလုတ်ပြန်လာတဲ့လူငယ်40လောက်ကိုကားတွေနဲ့တင်ဖမ်းသွားတယ်လို့အစီရင်ခံစာမှာဖော်ပြထားတယ် ဒီလိုဖန်ဆီးမှုတွေအပြင်တခြားထူးခြားတဲ့ပုံစံတွေရောရှိသေးလားဗျာ ရှိသေးတယ်ရှင်အစီရင်ခံစာမှာမိမောင်းထိုးပြထားတဲ့နောက်ထပ်ထူးခြားတဲ့လွတ်ရက်တစ်ခုကအစာထိုးဖန်ဆီးခြင်းဆိုတာပါပဲ အစားထိုးဖန်ဆီးခြင်းဆိုတော့ ဆိုလိုတာကစစ်မှုထမ်းဖို့စိန်ပေါက်တဲ့သူကထွက်ပြေးသွားရင်ကြံခဲ့တဲ့သူမိသားစုဝင်တယောက်ကိုအစာထိုးဖန်ဆီးတာမျိုးပေါ့ ဩ မန္တလေးမှာဆိုအကိုဖြစ်သူကိုရှာမတွေ့လို့အသက်မပြည့်သေးတဲ့ညီဖြစ်သူကိုဖမ်းသွားတဲ့ဖြစ်ရရှိတယ်အဲ့တော့ဒီတိုင်းမှာကြတော့မဲပေါက်လို့ထွက်ပြေးသွားတဲ့သူတွေအတွက်မဲမနိုင်ရသေးတဲ့တခြားလူငယ်30ကျော်ကိုအတင်းမှခေါ်သွားပြန်ရော လာကမိသားစုတွေအပေါ်မှာဖိအားအယံများစီမှာပဲနော် ဟုတ်ပါတကယ်ကိုဖိအားများစေပါတယ် အဲ့ဒီဖိအားတွေကြောင့်အစီရင်ခံစာမှာတကယ်ကိုရင်နာစရာကောင်းတဲ့အပိုင်းတစ်ခုကိုကျွန်တော်ဖတ်လိုက်ရတယ်လူငယ်တွေကိုအဆုံးစီရင်သွားကြတဲ့အထိဖြစ်ခဲ့ရတယ်ဆိုတာပဲ တကယ်ပဲရင်နာစရာကောင်းပါတယ်ရှင်ရှမ်းပြည်နယ်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာစစ်မှုထမ်းဖို့စင့်ခေါ်ခံရလို့ဒါမှမဟုတ်ငွေညစ်တောင်းခံရတဲ့ဒဏ်ကိုမခံနိုင်လို့ကိုအဆုံးစီရင်သွားတဲ့လူငယ်တွေရဲ့ဖြစ်ရ၄-၅ခုလောက်ကိုအစီရင်ခံစာမှာမှတ်တိုင်တင်ထားပါတယ် အစီရင်ခံစာထဲမှာတိထက်ပိုပြီးဒုံလို့ဆရာကောင်းတဲ့အချက်လက်တွေပါသေးတယ်လို့လည်းကြားမိတယ်ဗျ ဟုတ်ပါတယ်တုံးလို့ဆရာအကောင်းဆုံးလို့ပြောလို့ရတဲ့အပိုင်းကတော့စစ်မှုထမ်းတွေကိုရောင်းစားခြင်းဆိုတဲ့အပိုင်းပါပဲ ခဏလေးရောင်းစားခြင်းဆိုတဲ့စီကလုံးကတော်တော်ပြင်းထန်တာပဲလူတစ်ယောက်ကိုကွန်ပစ္စည်းလိုမျိုးငွေနဲ့ပေါ့ပြီးရောင်းတယ်ဆိုတဲ့သဘောလား အစီရင်ခံစားမှာတော့အဲ့ဒီတိုင်းပဲဖော်ပြထားပါတယ်ရှင်အုတ်ချုပ်ရွေးမှုတွေပွဲစားတွေကနေထဆင့်လူတွေကိုဖမ်းဆီးပြီးငွေကျပ်360ကနေ325လူပမာဏတွေနဲ့လူစားထိုးစစ်မှုထမ်းအဖြစ်ရောင်းချခဲ့တဲ့ဖြစ်ရတဲ့အများပြားပါဝင်ပါတယ်ရှင် ဒါကတော့တော်တော်ကိုမယုံနိုင်စရာပဲ ပိုဆိုးတာကစိတ်ကျမ်းမာရေးမကောင်းတဲ့လူတစ်ယောက်ကိုတော့ရောင်းစားခဲ့တဲ့ဖြစ်ရတစ်ခုကိုပါအစီရင်ခံစားမှာထည့်သွင်းဖော်ပြထားတယ် ဒီချက်ကတော့လူကုန်တိတ်ခါကိုဘယ်လောက်ထိအောက်ခြေကျအောင်ချယ်နေနေလဲဆိုတော့ပြနေသလိုပဲဗျာ ဟုတ်ပါတယ်ဒါကြောင့်အချုပ်ပြောရရင်ね SRD အစီရင်ခံစားပါအချက်အလက်တွေကတရားဝင်ထုတ်ပြန်ချက်ဖြစ်တဲ့မိမိသဘောဆန္ဒအလျောက်စစ်မှုထမ်းခြင်းဆိုတဲ့အဆိုနဲ့လုံးဝကိုကွဲလွဲနေတာတွေ့ရမှာပါ ဟုတ်ကဲ့ကျေပြန့်တဲ့ဖန်စီမှုတွေအစားတော့ဖန်စီတာတွေ ဟုတ်တယ်ပြီးတော့လူအသက်တွေဆုံးရှုံးရတဲ့အထိဖြစ်စေတဲ့ PR တွေနောက်ဆုံးလူတွေကိုကုန်ပစ္စည်းတစ်ခုလိုရောင်းဝယ်ဖောက်ကားတာတွေကဒီအစင်ဟန်စာရဲ့အလိကတွေ့ရှိချက်တွေပါပဲ ဒီချက်လက်တွေအလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါတကယ်စဉ်းစားကြမျိုးတစ်ခုထွက်လာတာပေါ့ ဟုတ်ကဲ့အဲ့ဒီမေဟွန်းကတော့တာဝန်နဲ့ဝတ္တရားဆိုတဲ့အယူဆတွေဟာ
လူအသက်ကိုငွေကြေးနဲ့တန်ဖိုးဖြတ်ပြီးအယောင်းဝယ်လုပ်တဲ့စနစ်တစ်ခုအောက်မှာဘလို့အတိပဲတယောက်နိုင်မလဲဆိုတာပါပဲ ဟုတ်တယ်နော် အကာအကွယ်ပေးရမယ့်သူတွေကိုအတင်းကျပ်ဖိအားပေးမှုတွေကုန်သွယ်မှုတွေဟန်နေစဉ်စုဆောင်တယ်လို့ဆွဆွဲခံရတဲ့အခါလူအဖွဲ့အစည်းတစ်ခုအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးခေါ်သွားရမယ့်အချက်တစ်ချက်ပါပဲရှင်